အဲ့ဒါဆိုရင်တော့ကျွန်တော်တစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေးပဲနင်းရှိတာလားဒါဆိုတစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေးရှိမှာပေါ့ဝင်းနေမရောက်သေးဘူးဆိုပေမဲ့တဲ့လက်ခံပေးပါတဲ့မဟုတ်ဘူးလူတွေမနေကြမသိဘူးမောင်လေးဟိမ့်မင်းစင်မှလားပြောနေမှာဘူးစကားမပြောစေပြောစေချင်ဘူးအဲ့လက်ထီကိုတဝင်းတိုးတာအဲ့လောက်ထိဒီကောင်မလေးကမဟုတ်သေးပါဘူးသူအလုပ်တွေလုပ်တာဘာလဲပိုင်ရှင်မောင်တမျက်နှာတရွာတည်းမခအချစ်ကြီးချစ်ခဲ့သူပါရှင်အသက်ကိုယ်ရင်းပေးဝန်သူအချစ်တွေတော့မညိုညင်မောင်တွေဝင်စားမင်းနှလုံးသားပဲမောင်သာချစ်တဲ့ကဲလူရပြောပါရှင်မောင်သာမှုတွေအရေးကြီးဆုံးပဲဆိုပြီးတော့မှမှားထားတာလीမတို့ဒီရွာတိတ်ပြီးတော့မသိဘူးမောင်လေးအနေနဲ့ဟိုခုတ်ခွဲနဲ့နေခိုင်းနေဆိုတော့မောင်လေးကဘသူပေးတဲ့ထင်လို့ဟိုဘသူပေးတဲ့ထင်လို့ခုတ်ခွဲနဲ့နေလို့ပြောနေတာမောင်လေးမွေးနေ့အတွက်ဆိုပြီးတော့မှညီမလေးတယောက်ပို့ခိုင်းတာညီမလေးကကျောင်းရဲ့အသက်ကြီးဟမ်ပါရီဟုတ်လားပါရီအဲ့တော့ကျွန်တော်မှစပယ်တော်တယ်နေတယ်အပွားကြီးဆိုရင်ကျွန်တော်အသက်4နှစ်ပဲကြီးတာလားဟိုကြီးတာပါဟေးငါမအဖွားကြီးပြောတယ်ဆိုတော့ကျွန်တော်ပြောလိုက်မယ်နော်အဖွားကြီးတို့လည်းပြောတယ်အဲ့အဖွားကြီးဖို့ပဲအခြားသူဖြစ်နေမှာဆိုလို့နော်အမတို့အဲ့မောင်လေးကကောင်မလေးရှိတာလားရှိရလေဟောဒါပေမဲ့လာမတော့ကမောင်လေးတစ်ခါပေးဘူးပါပြီဒါပေမဲ့အခုကမောင်လေးအမကိုသိနေတော့လေအမအခုမောင်လေးကောင်မလေးဖို့ပဲအခြားသူဖြစ်နေမှာမွေးနေလားဒီနေ့မဟုတ်ဘူးဒီနေ့ကမွေးနေမဟုတ်ဘူးဒီနေ့ကဘာရှိလဲမဟုတ်ဘူးအေးဟုတ်တယ်အားကြောင့်မို့လေဒီနေ့ကဘာရှိလဲဆိုတော့သူ29နှစ်ပြည့်ပဲနေမှာပေါ့ဘလူး29နှစ်ပြည့်ဟိုလေဣဇာကြီးဝင်တန်းဝတ်တော့မလေဟိုအမဝတ်တော့မလည်းမသိဘူးမောင်လေးကဒီနေ့မောင်လေးမွေးနေမရောဥစားဘယ်သူနာမည်နဲ့ပေးလိုက်တာမောင်လေးဟိမင်းစင်ကိုပေးခိုင်းတာဟိမင်းစင်ကကျွန်တော်တို့ဟိုမှာမတ်ပုံနေမှာပါလာတယ်ဘယ်မှာမတ်ပုံနေယူတယ်မလို့ဟေးမောင်လေးဟိမင်းစင်ကိုလည်းပေးပေးပါဆိုပြီးတော့မပေးခိုင်းတာမွေးနေတဲ့မောင်လေးမွေးနေအတွက်တဲ့မွေးနေပို့ခိုင်းတာအဲ့ဒါဆိုရင်တော့ကျွန်တော်တစ်ဖက်သက်ကြိုက်နေတဲ့ကောင်မလေးပဲနင်းရှိတာလားဒါဆိုတစ်ဖက်သက်ကြိုက်နေတဲ့ကောင်ရှိမှာပေါ့ရှိတာပေါ့ဒါဆိုရင်မောင်လေးလက်ခံပါလားစားစရာပဲလက်ခံရမှာပေါ့နော်ဟုတ်ပြီဒီမှာချလာပါပြီးတော့ဒီမှာတော့ပြောထားသေးတယ်တစ်ဖက်သက်စိတ်ဝင်စားနေလို့ကိုကြီးကိုပေးတာပါတဲ့ဒါလေးကိုလက်ခံပေးပါတဲ့မွေးရင်းမဟုတ်ဘူးလေတဲ့ပျော်စီခြင်းလို့ပါတဲ့ဒီအမှားသားထဲမှာအဲ့လိုမျိုးလေးပြောထားတယ်လေအဲ့ဆိုတော့မော်လီဟိမင်းစင်လက်ခံပေးနေမှာလားဟိုကကောင်မလေးရှိရလားတခါလေးပြောလိုက်ဘာဖြစ်လို့ဆိုတော့လေဟိုကောင်မလေးရှိလို့ဟိုဒါပေမဲ့စားကြရမို့လို့သူကမော်လီအမတ်တရားအနေနဲ့ပဲလက်ခံစေချင်တာလေလက်ခံစေချင်တာဆိုတော့မော်လီနေနဲ့ယူပေးလို့ရလားဘလို့လဲတစ်ဖက်သက်ကြိုက်နေတယ်ဆိုတာဘယ်သူလဲဘလို့သဘောကျလို့နေမှာပေါ့နာမည်လေးတစ်ချက်တော့ဟမ်တော့နာမည်လေးတစ်ချက်တော့ဖြူမြင့်နေဖြူမြင့်အေးမသိဘူးတော့မကြောက်ဘူးအဲ့တော့မောင်လေးတော့အမတ်တရားအနေနဲ့ပဲပေးရဆိုဒီမျိုးနေ့ကိလေးမောင်လေးအနေနဲ့လက်ခံပေးမှာလားဟာရှုပ်ကုန်ပြီအဲ့ဒါနော်ဗီဒီယိုကမတို့တင်လို့ရလားတင်ပေါ့ကိုလည်းဘာမဟုတ်တာလို့ပြောတာမဟုတ်ဘူးဒါပေမဲ့လက်ခံပေးမှာလားလက်ခံမှာပေါ့စားစရာပဲစားစရာပဲဟုတ်ပြီစားမှာပေါ့နော်ဘာလို့လိုက်မယ်နော်ဟုတ်ဖြူမြင့်ဆိုတာကြောက်တက်လောက်ပြပုံတော့မပြဘူးသူနာမည်ပဲပြောပြီးတော့လာမှာလားဆိုတော့ဖြူမြင့်ဖုန်းဆက်ပြီးတော့လာမှာပြီးတော့မိုးလေးလက်ဆောင်နောက်တစ်ခုကြံသေးတယ်နောက်တစ်ခုလည်းပေးထားသေးတယ်နောက်တစ်ခုကြံသေးတယ်ပြောတာကျွန်တော်အကြည့်မသိဘူးအဲ့ဖြူမြင့်ဆိုတာတခါမှလည်းမကြားဘူးဟာကဲမဖြူမြင့်ကမောင်လေးတို့တဲ့မောင်လေးနေနဲ့ဝင်းနေမရောက်သေးဘူးဆိုပေမဲ့တဲ့လက်ခံပေးပါတဲ့မဟုတ်ဘူးလူတွေမနေကြမသိဘူးမောင်လေးဟိမင်းစင်မှလားဟုတ်ကဲ့ဟိမင်းစင်ကကျွန်တော်ပါဟုတ်တယ်မောင်လေးဟိမင်းစင်အတွက်ဝင်းနေအကျိုးလက်ဆောင်ပေးခိုင်းတာမဟုတ်သေးဘူးလူမနေလားမသိဘူးမောင်လေးခုနမတို့ဆက်တဲ့ဖုန်းနံပါတ်ကလည်းမောင်လေးနံပါတ်ပဲမှတ်လားကျွန်တော်နံပါတ်မောင်လေးကိုမဟုတ်ဖုန်းလေးပါဆက်ပြီးတော့ပြောရင်လည်းပြောလိုက်ပါဦးမဟုတ်ပြောလို့မရဘူးလေမောင်လေးကိုဒါမွေးလက်ဆောင်အကျိုးပေးတာလေသူကမဟုတ်လေအကျိုးပေးတာမဟုတ်ပတ်စံနေကအများကြီးကျွန်တော်မရုံမှတက်ဘူးကျွန်တော်မလိမ့်တော့ကျွန်တော်ကလူရိုးသားသိတယ်လေမောင်လေးမို့ဟာဖြစ်တယ်ဆိုတာလည်းသိတယ်မောင်လေးနာမည်နဲ့ပဲလာပေးတာဆိုတော့အမားတို့ကလည်းမဟုတ်အဲ့ဒါကိုဖုန်းလေးပါဆက်ပြီးတော့မေးရင်လည်းမေးကြည့်လိုက်ပါဦးမေးစရာမလိုဘူးမောင်လေးဟိမင်းစင်ကလက်ခံပေးရင်ရပြီမဟုတ်ဘူးကျွန်တော်ဟိုသူများပတ်စံနေတစ်ခါနာမည်တွေပြတ်ကုန်မှာဆိုလို့ကျွန်တော်ကနေတာရိုးသားလေးနေတာရိုးသားဆိုတာသိတယ်မောင်လေးကိုသဘောကျတဲ့တယောက်ကနေပြီးတော့မှမောင်လေးလက်ဆောင်နေနဲ့ပေးခိုင်းတာဆိုတော့မောင်လေးတွေနဲ့လက်ခံပေးလို့ရလားဒီမှာကတော့ငွေသားနေနဲ့ကြည့်မယ်ဆိုရင်9000နဲ့အရွက်တရပါတယ်ဖြူမြင့်ဆိုတော့ကျွန်တော်မသိဘူး
အေးမဟုတ်လေမောင်လေးကို तू ကဒီမှာအမှားစားထဲမှာပြောထားပြီးသားမောင်လေးကိုတဲ့သဘောကျလို့အမတ်တရမိုးလေးလက်ဆောင်အနေနဲ့ပေးတာပါတဲ့အမှားစားထဲမှာအဲ့လိုမျိုးပြောထားပြီးသားအဲ့တော့လက်ခံပေးလို့ရလားပမာမောင်လေးကောင်းမလေးရှိလား ကောင်မလေးကတော့ရီးလိုက်ရီး ဟုတ်လားမပြောတာရှင်းရှင်းလေးမောင်လေးမှာကောင်းမလေးရှိလား ညလုံးနဲ့ထိုးမိဦးမ ကောင်းမလေးရှိလား ရှိတယ် ဒါပေမဲ့အခုကောင်းမလေးမဟုတ်တဲ့သူတယောက်ကမောင်လေးအတွက်ပေးတာလေအဲ့တော့မောင်လေးနေလက်ခံလို့ရလား လက်ခံတာကတော့လက်ခံလို့ရတာဗောဒီလောက်ပတ်စံနေအများကြီးကို ဟာအေးဟုတ်ပြီအဲ့လက်ခံလို့ရတယ်မလား ယူလို့ရတာဗော အဲ့ဒါဆိုယူသွားလို့ရပြီဒီမှာတော့အမှားစားပြောထားသေးတယ်မောင်လေးတွေဒီနေ့မွေးနေ့ရလည်းမရောက်သေးဘူးမွေးနေ့ရပဲတော့မှ မွေးနေ့ကလွန်ခဲ့တဲ့4လ5လလောက်ကြော်ခဲ့ပြီ ဩမွေးနေ့ရပြီးသွားပြီမွေးနေ့ရပြီးသွားပြီဒါဆိုဒီနေ့မှာမောင်လေးတို့အမတ်တရအနေနဲ့ပေးလို့ရမယ်နေ့ဆိုဘာနေ့ရှိ ဘာနဲ့ရကျွန်တော်မှမသိတာ ဟုတ်လေမောင်လေးကိုကွာဒီနေ့ဒါအမတ်တရတစ်ခုခုရှိလို့ပေးတာလေအဲ့ဆိုမောင်လေးရဲ့ကောင်မလေးနဲ့ anniversary ပါရှိလား ရှိတယ်လေ ဘယ်တော့ဘယ်နေ့လဲအဲ့ဆို anniversary date လေးတစ်ချက်တော့ပြောပြပါလား ဘယ်နေ့လဲဆိုတော့ကျွန်တော်တို့က6နှစ်ပြည့်သွားပြီဖေဖော်ဝါရီ6ရက် မှားရင်တော့ကောင်မလေးကတော့ပွဲကြမ်းပြီနော်6ရက်ပြော6ရက်ဘယ်နေ့ရက်6ရက် 6ရက်ဥစား3လပိုင်း 3လပိုင်း6ရက်ပြီးတော့ အဲ့ဒါပဲလေ 3လပိုင်း6ရက်အဲ့နေ့ပဲဘာလို့လဲ anniversary ရလည်းကြော်သွားပြီပေါ့အဲ့လိုလား အဲ့လေမဟုတ်ဒါကြီးကမဟုတ်သေးဘူးလို့ကျွန်တော် ဒါဆိုအမှားသာဖတ်ရမယ်နော်ဒီမှာလေးနားထောင်ပြီးပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါက5 year anniversary အတွက်ပါမောင်ကြီးတဲ့ဒါဆိုတော့မောင်ကြီးတို့ခေါ်တာပြီးရှိတယ် မောင်လေးလို့ခေါ်တာကျွန်တော်မာကြီးတယောက်ပဲရှိတယ် မောင်ကြီးတို့ခေါ်တာလေ မောင်ကြီးလို့ခေါ်တာလေကျွန်တော်မာကြီးတယောက်ပဲရှိတယ် ဩကဲကောင်းပါလေးပေါ့ ဒီမှာရုပ်ကိုတည်ရကြည့်အဲ့ကျွန်တော်သပင်အစဒီနာ ဟုတ်ပြီ ဂုတ်တော့နဲ့နေတာ အခုဒါဆက်ပြီးတော့ပြောပြပေးမယ်နော် မနေ့ကမှ तू ကညက်ခိုင်းလို့အဲ့မှာသွားညက်လိုက်တာအခု ကဲဟုတ်ပြီဒီမှာ5 year anniversary ပါတဲ့အရန်လေးချစ်ပါတယ်လွမ်းလွမ်းပါတယ်တဲ့ ဟုတ်ကဲ့ နေကောင်းနေပြီးတော့မှကျမကြီးကူးဆိုင်ပါနော်တဲ့ ဟုတ်ကဲ့ ပြောစကားလေးနားထောင်ပေးပါနော်တဲ့တဝင်းတို့ဥဒိုရာလေးလေးရှော့ပေးပါတဲ့ပေါ့စီလေးအရင်မပြောပါနဲ့တဲ့အခုတော့ပေါ့စီအရင်ပြောနေတာနော်ဘွားအုံမွားပါတဲ့ကဲအဲ့ဒါဘယ်သူပေးရတယ်သိပြီလား ဟိုဥစားကနော်အေးလေးလေ ဟိုမောင်လေးနာမည်တွေမေးအောင်မောင်လေးမကောက်မလေးဘယ်နှယောက်ရှိလို့အဲ့ဒါ နော်အေးလေးလေ ဟိုမောင်လေးနာမည်တွေမေးအောင်မောင်လေးမကောက်မလေးဘယ်နှယောက်ရှိလို့အဲ့ဒါ မဟုတ်ကျွန်တော်ကောင်းမလေးမရှိဘူးကျွန်တော်မားနေမှာဆိုလို့တင်ရပတ်စံနေယူရ မောင်လေးမချစ်သူဘယ်နှယောက်ရှိရတယောက်နှစ် တ ယော ယော က် က်ပဲရှိတယ် နာမည်ဘာတူလဲ နော်အေးလေး ဟောအဲ့နော်ရဲ့လေ ဖေကောနော်အေးလေး အခုမောင်လေးကိုမောင်လို့ခေါ်တာကြတော့ဘယ်သူရှိလဲ အဲ့နော်အေးလေးပဲခေါ်တာလေ အခုအမှားသားထဲမှာမောင်လို့ပြောထားတာဆိုတော့ဒီလက်ဆောင်ကိုဘယ်သူပေးတာလဲ အဲ့ तू ပဲပေးတာ ဟုတ်တယ်မောင်လေးတို့ရဲ့ချစ်သူဖြစ်တဲ့9နှစ်ပြည့် anniversary နေနဲ့လက်ဆောင်ပေးတာပါတဲ့လက်မခံဘူးလားပြန်ယူရမှာလား အဲ့ယူရင်လည်းယူရရောသူကမိန်းမတယောက်စီကပေးတဲ့ဟာတွေမယူချင် မ ဘူး လေးမဟုတ်ပါဘူးမောင်လေးတို့ဒါ तू က anniversary year anniversary နေနဲ့ပေးတာဆိုတော့လေလက်ခံပေးပါနော် အမှန်ပြီးတော့လေဒါကဒီမှာကျတော့5 year anniversary ဆိုပြီးရေးထားပေးဒီနေ့ဒါမောင်လေးကိုပေါ့နော်အဝေးကနေပြီးတော့မှပျော်ရွှင်မှုပေးတယ်ပြီးတော့လေ anniversary တိုင်းကိုအမှတ်တရအမြဲတမ်းရှိနေပေးတယ်ကိုယ့်အတွက်အသက်ကြီးပြီမယ်ကိုယ့်အမြဲတမ်းမောင်လေးတယောက်လိုချစ်သူလိုတယောက်လိုအမြဲတမ်းနှွေးထွေးပေးတယ်ဆိုတော့လေဒီမှာလေးနော်လေးအတွက်ကိုပါပါလိုက်ချင်သေးတယ် ကျွန်တော်အမေလိုပဲအဲ့မိန်းမကြီးက အဲ့ကဲအဲ့မိန်းမကြီးကိုဘာမှလိုက်ချင်သေးတယ်ပြောပြီး ကျွန်တော်ကူဆိုင်ပေါ့ ကျမကြီးကူဆိုင်သူနဲ့မောင်လေးနဲ့ဘယ်သူကပိုချစ်တယ်ထင်လဲ ကျွန်တော်ကချစ်တာပေါ့ ဒါကလေးပြောပေးဦးဒီနေ့ပြောပေးစီ သိချစ်တယ် ပြီးတော့ဘာမှာလိုက်ချင်သေးတယ် ဂျာမိုင်ကူဆိုင်လို့နောက်ပြီးတော့မိန်းကလေးတွေဆိုတာဒီဘက်ခေတ်မှာညောက်လေဒီညက်ွယ်ရမှာမှားတတ်တဲ့ပုံစံမျိုးတွေရှိကြတယ်လေဒါကြောင့်မလို့ပြောပြချင်တာမမားပါနဲ့လို့နောင်တရမယ်အမားမျိုးတွေမလုပ်ကြပါနဲ့ဒါပါ အဲ့လိုပဲပြောချင်တယ်ဒါပဲပြောချင်တယ်ဆိုတော့ဒါဒီနေ့မောင်လေးတို့ 5 year anniversary ရနှပြီးတော့ချစ်သူနှစ်ဦးလည်းအမြန်ဆုံးစုံစည်းနိုင်ပါစေပေါ့နော်ပြီးတော့ညီမလေးကိုလည်းမောင်လေးကအများကြီးချစ်နိုင်တယ်လို့ညီမလေးကလည်းမောင်လေးကိုအများကြီးချစ်နိုင်တဲ့စုံတွဲတွေဖြစ်ပြီးတော့မှကိုသွားမဲ့အနာဂတ်တစ်ခုမှာနှစ်ဦးနှစ်ပတ်လုံးတိုင်မေမေနဲ့ကိုသွားချင်တဲ့အိမ်တော်ရေးပန်းနိုင်တစ်ခုကိုရအောင်သွားနိုင်ပါစေလို့မှဆုတောင်းပေးပါတယ်နော်ဒီမှာ 5 year anniversary ပါပြီးတော့ရှင်ဒီမှာမကိုင်းနဲ့ဒီမှာမောင်လေးတို့လက်ဆောင်ညီမလေးကထည့်ပေးလိုက်ပြီးအားလေးပြီးပါညမပါ အဲ့ဒါကတည်းကပဲထည့်ပေးလိုက်တာဟုတ်โอเค ဟိုသူအလုပ်တွေလုပ်ကြဘာလဲဘာကိစ္စလဲအဲ့လောက်အများကြီးကျွန်တော်ကဘာလဲကျွန်တော်9000ဆိုရင်ရနေတော့မဟုတ်ဘူးပါဘူး အော်လည်းလို့စီရက်လိုက်တော့လေမဟုတ်ပြန်လာကြည့်လိုက်တော့ဟာရရတယ်အဲ့ဒါတော့ရတယ်
ရတယ်ကဲပြောပြောပါရဲ့အဲ့ဒါကိုအမတရားပြောပါ ကြော်တော့မှပြဲနေရ ဒီဟုတ်ကဲ့ပါဒါတော့အိမ်ကမှပဲဒီမျိုးခွဲကြည့်တယ်ချစ်သူကောင်မလေးကိုဘာထမှလိုက်ပြရှိသေးတယ်တဝန်တိုးတယ်ဆိုဘယ်သူနဲ့တဝန်တိုးလဲ တဝန်တိုးစရာတွေကတော့အများကြီးပဲ ဟုတ်လားတစ်ခုတော့ပြပြပါလား ဘယ်လိုပြောမလဲဆိုတော့ဟိုဥကြလေဘယ်ယောက်ျားနဲ့မှဟိုစကားမပြောစေ ပြောစီခြင်းမူအဲ့လက်ထိကိုတဝန်တိုးတာ အဲ့လောက်ထိအဲ့လောက် ဒီနေ့5 year anniversary အတွက်ဘယ်ကောင်မလေးဘယ်ကောင်လေးနဲ့မှစကားမပြောတဲ့တဝန်တိုးတယ် ဘယ်ကောင်နဲ့မှမပတ်သက်စေချင်တာဘာလို့လဲဆိုတော့မိန်းကလေးဆိုတာလည်းပြီးတဲ့အတိုင်းပဲလေ ဟိုကကြတော့6ကောင်မလေးပေးတယ်လက်ဆောင်ကြတော့ယူမယ်တဲ့ မဟုတ်လေဒါသူပေးတာဆို ဟုတ်ဘူးခုနကလေအမတို့ကမောင်လေးကိုခုနကနည်းနည်းနောက်လိုက်တယ်လေစေးထိုးလိုက်တယ်လေမောင်လေးတွေ့တော့မဖြစ်ဖြစ်ဝင်းဆိုတော့ကောင်မလေးကမွေးနေ့ကျိုးလက်ဆောင်ပေးရရပါလေစားစရာပေးရပဲယူမယ်တဲ့ကိုကောင်မလေးကြတော့6ကောင်လေးနဲ့မပတ်သက်နေကိုကြတော့အခြားသူပေးရလက်ဆောင်ယူမယ်ဆိုတော့နည်းနည်းဘတ်တစ်ဖက်ဆန်သွားတာမဖြစ်နိုင်ဘူး အာသူများကစားစရာပေးတာတော့ယူရမှာ ဒါ ပေါ့ ဆိုရင် စားဖို့ပေးတာ ခုဒီလိုပဲလေနော်ရလေးရလေဒီသူ့အကောင်လေးတယောက်ကစားဖို့လက်ဆောင်ပေးရဆိုလက်ခံခိုင်းရမယ်လက်မခံခိုင်းရမယ် အဲ့ဒါကြီးကတော့နည်းများပါ အဲ့ဒါမောင်လေးကတစ်ဖက်သက်လိုက်တာလေ အော်ယောက်ျားတွေကတော့ဒီလိုပဲလေမကလေ ဘယ်လိုပဲအဲ့ဒါမရဘူးလေကိုကသူ့ဒီဘောင်တိုင်းထားမယ်ဆိုကိုကလည်းဒီလိုဘောင်တိုင်းမလိုက်နေ ဒီမှာအများကြီးပဲအဲ့ဒါတွေဘယ်လိုလုပ်ရမလဲ အရင်စားလိုက်တော့နော်ကဲအခုလိုလက်ခံပေးရတော့ကျေးဇူးတင်ပါတယ်ရှင် နာတရားတွေမခချစ်ကြီးချစ်ခဲ့သူပါရှင်တက်ကို